ရှုံးရင်နဲ့ပတ်သက်ပြီးဝေဖန်မှုတွေပြုလုပ်လာတဲ့ပေါ်အပွင့်လင်းဆုံးချပြလာတဲ့မင်းသမီးချူလေးမင်္ဂလာပါပရိသတ်ကြီးရုပ်ရှင်တရုပ်ဆောင်ချူလေးကတော့အခုရဲ့ရက်ပိုင်းမှာသူမရုပ်ရည်နဲ့ပတ်သက်ပြီးဝေဖန်မှုတွေများစွာရရှိနေတာဖြစ်ပါတယ်မင်းသမီးချူလေးကပျော်ပျော်နေတတ်ပြီးအရှိအရှိတိုင်းနေတတ်တဲ့သူပဲဖြစ်ပါတယ်အနုပညာနဲ့ပတ်သက်ပြီးလေသူမအရေးချင်းတွေအမနေတဲ့အတွက်ရုပ်ရှင်လောကကိုပါကြီးစိုးလာနိုင်တဲ့တက်တက်ဆမင်းသမီးတစ်ယောက်ဖြစ်ပါတယ်ဒါကြောင့်မြန်မာပြည်ရဲ့ကားရဲ့အများဆုံးမင်းသမီးတွေကတယောက်ဖြစ်လာပြီး MRT4 မင်းသမီးတွေမှာလည်းဒုတိယမြောက်အကယ်ဒမီရတဲ့မင်းသမီးတစ်လက်ဖြစ်လာခဲ့ပါတယ်။ချူလေးကအနုပညာလောကကိုဝင်လာကားစမှာမျက်နှာဖောက်ဖောက်နဲ့ချစ်ဖို့ကောင်းတဲ့ရုပ်လေးဖြစ်ပါတယ်။အသက်အရွယ်အားဖြင့်လည်းငယ်သေးပြီးစပင်တူလေးနဲ့လူကြိုက်မှခဲ့တဲ့သူမရဲ့ပုံစံဟာအခုချိန်မှာတော့ပြောင်းလဲလာခဲ့ပြီလည်းဖြစ်ပါတယ်။အရင်အားထပ်ပို့ပြီးကြည့်လို့ကောင်းတဲ့အသားရည်နဲ့ပိုလာရုပ်ရည်ကိုပိုင်ဆိုင်လာခဲ့ပေမဲ့ပရိသတ်တွေရဲ့အမြင်ဆောင်မှုကြောင့်သူမရုပ်ရည်နဲ့ပတ်သက်ပြီးပွင့်လင်းစွာရှင်းပြလာခဲ့ပြီလည်းဖြစ်ပါတယ်။မင်းသမီးအများစုဟာခုနောက်ပိုင်းမှာတာမန်ထပ်ပို့တဲ့အလားပြည့်ပြည့်မှုတွေပြုလုပ်လာကြတာကိုပရိသတ်ကြီးတို့သိကြမှာဖြစ်ပါတယ်။နှာခေါင်းတွေကလည်းဆီလီကွန်တွေဖြစ်ကြသလိုမျက်နှာတွေကလည်းမေးဘူးဆောက်ထိုးတွေဖြစ်လာကြတဲ့အတွက်စေကန်းတွင်အမေမတူဖေးကွဲလေပုံစံတူတရုတ်ထဲတွေလိုမျိုးဖြစ်လာကြဖြစ်ပါတယ်။ဒီလိုမျိုးအတူရောက်နေပုံများတဲ့ခင်မှာချူလေးရဲ့ရုပ်ရည်ကပြင်ထားလို့ထင်လာရတဲ့အထိလှပလာခဲ့ရဖြစ်ပါတယ်။နာရန်ဆိုလဲချုံပြီးတော့မျက်နှာလေးသွဲကလှပလာတဲ့ချူလေးရဲ့မျက်နှာနဲ့ပတ်သက်ပြီးပရိသတ်တွေကမေးခွန်းထုတ်လာကြဖြစ်ပါတယ်။အချို့ကလည်းသူမရုပ်ရည်နဲ့ပတ်သက်လို့ဝေဖန်မှုတွေကိုလွန်ကဲစွာပြုလုပ်လာကြတဲ့အတွက်ချူလေးကသူမရုပ်ရည်ပေါ်မှာအထင်မှားနေကြတဲ့ပေါ်ဖြည့်ရှင်းလာခဲ့ရဖြစ်ပါတယ်။သူမမျက်နှာနဲ့ပတ်သက်ပြီးအားလုံးထင်နေကြသလိုမျိုးပြုတ်ပြမှုတွေကတခါမှပြုတ်လုပ်ထားတာမျိုးမရှိပဲအမေမွေးပေးတဲ့အတိုင်းသာထားရှိရဖြစ်ပါတယ်။နှာခေါင်းလည်းမပြင်ထားသလိုပါးယူလည်းမချိုးထားတဲ့အတွက်ဘလို့ဖြစ်လို့ပရိသတ်တွေကခုလိုမျိုးအမြင်မားတွေပြုတ်လုပ်ကြမှမသိဘူးလို့သူမလည်းနားမလည်နိုင်တဲ့လေသားနဲ့ဆူလာခဲ့ပါတယ်။သူမရဲ့မျက်နှာမှာပြုတ်ပြင်ခဲ့ဘူးတာဆိုလို့နှာခွားဖြစ်နေတဲ့မေးစီကိုတခုတည်းဖြစ်အောင်ဖေလာထိုးတာပဲရှိရလို့ဆိုပါတယ်။အဲ့ဒီဖေလာကလည်းလွန်ခဲ့တဲ့9 နှစ်လောက်ကလေးကထိုးထားတာဖြစ်ပြီးအဲ့ဒီချိန်ကတခါမှစံမထိုးဖြစ်တော့ကြောင်းကိုပြောကြလာခဲ့ပါတယ်။မင်းနှခွနဲ့ပတ်သက်ပြီးစိတ်တိုင်းမကြလို့ထိုးခဲ့မိပေမဲ့အခုချိန်ထိအဲ့ဒီရာမပြောသွားပဲကြံရှိနေရဖြစ်လို့သူမအနေနဲ့မေးသားကိုအထက်ကဖြတ်တော့မှပြောက်မယ်လို့ဆိုပါတယ်။ဒါပေမဲ့ခုချိန်မှာတော့သူမကပတ်စံမရှိတဲ့သူဖြစ်တာကြောင့်ဒီကိစ္စရင်းနဲ့ပတ်သက်ပြီးအချိန်မပေးနိုင်တဲ့အဖြစ်တဲ့အတွက်သူမအသက်ကြီးပြီးဘာလို့မှလုံးဆရာမလို့ပဲအနားယူနိုင်တဲ့ချိန်အောင်မှအဲ့ဒီကိစ္စကိုပြုလုပ်မှဖြစ်လို့အခုချိန်မှာတော့တီးခံပြီးကြည်ပေးကြဖို့ကလေးမြစ်တာရက်ခံလာပါတယ်။ပရိသတ်တွေကဂေါ်လီကြီးထထလာလို့ပြောနေကြတဲ့ပုံမှာလေသူမရဲ့မေးစီလာပြဿနာနဲ့ပတ်သက်ပြီးတေချာလေးဖြေရှင်းပြလာတဲ့မင်းသမီးချူလေးနဲ့သူမရဲ့ထပ်တိုးလှလာတဲ့အလှပေါ်မှာလေပရိသတ်ကြီးတို့ရောပြုပြင်စေချင်သေးသလားဆိုတာကိုကိုမတ်မှာပိုးဝင်လင်းလင်းလေးဖြေချပေးတော့ပါအောင်ရှင်။ဟုတ်ကဲ့ပါ။